ကျွန်တော်တို့မိသားစုဟာပုံမှန်အတိုင်းပျော်ရွှင်စွာနဲ့နေထိုင်ကြတဲ့မိသားစုလေးပါကျွန်တော်ဇနီးလင်ဒါသမီးလေးအန်နာတို့နဲ့အတူမြို့စင်ချင်ဖုံးကနှစ်ထိုင်အိမ်လေးထဲမှာငြိမ်သက်အေးဆေးစွာနေထိုင်ခဲ့ကြတာပါအပေါ်ယံကိုကြည့်ရင်အရာရာတိုင်းကပြည့်စုံနေသေးအောင်ဒါပေမဲ့အန်နာဆီယာမ Mrs. White ရဲ့ Our Happy Family ဆိုတဲ့ project တစ်ခုပေးလိုက်တဲ့နေ့မှာပဲကျွန်တော်တို့ဘဝတွေထာဝရပြောင်းလဲသွားခဲ့ပါတယ်။အန်နာလေးကပုံဆွဲရတာကိုအမြဲတမ်းနှစ်သက်ခဲ့တဲ့သူလေးပါ။သူ့ရဲ့ရောင်စုံဖန်တီးမှုလေးတွေကကျွန်တော်တို့ရေခဲတက်တာတကားမှာအမှတ်တရအဖြစ်တင်စားလို့ရအောင်အမြဲနေရာယူထားတတ်ပါတယ်။ဒီနေ့မှာ Mrs. White ကသူ့ကျောင်းသားတွေကို Our Happy Family ဆိုတဲ့ခေါင်းစဉ်နဲ့ project တစ်ခုပေးလိုက်တော့ကျွန်တော်လည်းထူးထူးခြားခြားဘာမှမျှော်လင့်မထားခဲ့ပါဘူး။ဒါပေမဲ့အန်နာလေး project တင်ပြီးတဲ့အခါမှာတော့ Mrs. White ကကျွန်တော်တို့ကိုအရေးပေါ်တွေးဆုံဖို့ခေါ်လိုက်ပါတယ်။ Hello Mr. and Mrs. Thompson အန်နာရဲ့မကြသေးခင်ကပုံဆွဲတာတွေနဲ့ပတ်သက်ပြီးဆွေးနွေးချင်လို့ပါလို့သူကပြောပါတယ်။သူကမ်းပေးလာတဲ့စာရွက်ကိုကျွန်တော်ကြည့်လိုက်တယ်။ပုံမှန်မိသားစုပကြီးကားတစ်ချက်ပါပဲ။ဒါပေမဲ့စိတ်မချမ်းမြေ့စရာအဖို့ဆောင်တစ်ခုနဲ့ပေါ့ပုံရဲ့အနောက်ခံမှာအဝတ်ခြုံထားတဲ့အရေးတစ်ခုမင်းမထင်ယုံတမဲ့အနေငယ်သာမြင်ရပေမဲ့အဲ့ဒီအရာကပကြီးကားထဲမှာညင်းမရအောင်ရှိနေခဲ့တာပါဒါမှမဟုတ်လဲလို့ကျွန်တော်မေးတော့အန်နာကအလဲလာတဲ့သူလို့ပြန်ဖြေပါတယ်သူကညာဘက်ပဲလာတာတဲ့ကျွန်တော်တို့နှစ်ယောက်လဲစိတ်မသက်မသာနဲ့အချင်းချင်းကြည့်မိကြပေမဲ့ဒါကကလေးရဲ့စိတ်ကူးစိတ်တမ်းကြောင့်ပဲဖြစ်ပါလိမ့်မယ်လို့တွေးပြီးပခုံးတွန်းပစ်လိုက်ကြတယ်။ဘာပဲဖြစ်ဖြစ်အန်နာလေးက9နှစ်အရွယ်ကလေးတစ်ယောက်သာပဲရှိသေးတာ哦။ကျွန်တော်ကနာနာဘွားတွေကိုမယုံကျင်ပေမဲ့အိမ်တွေကစပြီးသူ့ပုံဆွဲတာတွေကိုသတိထားကြည့်မိခဲ့ပါတယ်။နောက်ရက်အနည်းငယ်ကြာတော့သူ့ပုံတွေကပိုပြီးစိတ်အနှောက်အယှက်ဖြစ်လာတယ်။ခေါင်းစိုးဝတ်ထားတဲ့အရိပ်ကပုံတိုင်းလိုမှပိုးပြီးမိသားစုနဲ့နီးကပ်လာနေတာတွေ့ရတယ်။တခါတလေညစာနေတော့ကျွန်တော်တို့နောက်မှရှိတတ်သလိုတခါတလေကျတော့လေအနကလေးချင်းရင်မှရက်နေတတ်ပါတယ်။ပုံအသစ်တစ်ပုံစီတိုင်းကကျွန်တော်ရင်ထဲကကြောက်စိတ်ကိုပို့ပြီးနှိုးထစေပါတယ်။အဲ့လိုနဲ့ကျွန်တော်တို့စိုးရိမ်တကြီးနဲ့အန်နာကိုမေးကြည့်လိုက်ပါတယ်။ချစ်သမီးလေးသမီးစက်တိုက်ဆွဲနေတဲ့ဒီအလဲလာသူကဘသူလဲလို့ကျွန်တော်မေးလိုက်တယ်။ညဘက်ရောက်ရင်လာတာဖေသူကသမီးတို့ကိုကြည့်ရတာကြိုက်တယ်တဲ့အန်နာရဲ့အပြစ်ကင်းတဲ့လေးတန်လေးကကျွန်တော်ကြောရိုးကိုစိတ်ကနေဖြစ်စေပါတယ်။ကျွန်တော်မေးဖြောက်ဖို့ကြိုးစားခဲ့ပေမဲ့လင်နာကတော့တခုခုမှားနေပြီဆိုတဲ့ခံစားချက်ကိုဖယ်ထုတ်လို့မရခဲ့ပါဘူး။တညမှာအန်နာအခန်းထဲကအတန်တွေကြားရတော့ကျွန်တော်တို့သွားကြည့်လိုက်တယ်။အန်နာကသူ့ခန်းထဲမှာအိပ်ရင်လမ်းလျှောက်နေပြီးကြပြတစ်ပုတ်ကိုစိုးနေပါတယ်။သူ့လက်ထဲမှာလည်းအသစ်ဆွဲထားတဲ့ပုံတစ်ပုတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပါတယ်။အဲ့ဒီပုံထဲမှာအလေလာသူကသူ့ကတင်ဘေးမှာတက်ရက်နေတာကိုပြသထားပါတယ်။ကျွန်တော်အဲ့ဒီနေရာကိုကြည့်လိုက်တော့မှပဲအခန်းထဲကမီးတွေတက်ဖြက်လင်းလာလိုက်မှိတ်သွားလိုက်ဖြစ်နေပါတော့တယ်။လင်နာကအန်နာကိုအခန်းထဲကနေဆွဲထုတ်လာပြီးနောက်တနေ့မနက်မှာပဲကျွန်တော်သူ့အခန်းထဲမှာကင်မရာတွေတက်လိုက်တယ်။ကျွန်တော်တို့သမီးလေးကိုဘာကအနှောက်အယှက်ပေးနေလဲဆိုတဲ့လက္ခဏာတွေကိုဖမ်းမိဖို့မျှော်လင့်ရင်းနဲ့ပေါ့နောက်တနေ့နေ့လယ်မှာတော့လင်နာကကျွန်တော်ကိုအန်နာပုံတစ်ပုံထပ်ပြပါတယ်အလဲလာသူကပုံထဲမှာဗရမ ्या ညီကြီးပါတဲ့လက်စွပ်တကွင်ဝတ်ထားတာတွေ့ရတယ်တိုက်ဆိုင်စွာပဲလင်နာရဲ့ဗရမ ्या လက်စွပ်ကလည်းရက်အနှဲငယ်လောက်ကပျောက်နေတာကြားပါပြီနှစ်ညတာကုန်သွားတယ်ဘာထူးခြားတာမှမတွေ့ခဲ့ရပါဘူးဒါပေမဲ့တတိယညမှာတော့ဖမ်းမိထားတဲ့ဗီဒီယိုတွေကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့သွေးတွေအေးခဲသွားခဲ့ရပါတော့တယ်ကင်မရာမှန်ကန်စွာမမြင်ရတော့ပဲဝါနေပါတယ်ပြီးတော့အန်နာကရင်ဘော်ကအိယာဖုံးကိုဖြည်းဖြည်းချင်းကြတက်လာပြီးတယောက်ယောက်ကစောင်းချုံပေးလိုက်သလိုပြန်ကျသွားတာကိုရုတ်တရက်မြင်လိုက်ရပါတယ်ပြီးတော့အခန်းထဲကအေးဆက်လာပုံရတယ်အနအသက်ရှူထုတ်လိုက်တဲ့လေတွေကမြုံမုံနေလိုလေထဲမှာမြင်နေရတယ်။နွေရာသီဖြစ်လို့ဒါကတော့မဖြစ်နိုင်ပါဘူး။
နောက်ဆုံးတော့ခေါင်းစွပ်ခြုံထားတဲ့ပုံရိပ်ကအန်နာကရင်ဘေးမှာပေါ်လာတယ်။သူကဖောက်ထွင်းမြင်နေရပြီးမမြင်ရလောက်နီးပါပဲ။ဒါပေမဲ့သူရက်နေတဲ့နေရာမှာပဲရှေ့နောက်လှုပ်ရှားနေပါတယ်။သူစုံတယောက်ကိုစောင့်ကြည့်နေတယ်လို့ပေါ့။ပြီးတော့ရုတ်တရက်ကင်မရာဘက်ကိုလှည့်ကြည့်ပြီးချက်ချင်းပြောက်ကွယ်သွားတယ်။လင်နာတနင်္ဂနွေနေ့တွေဆိုကျွန်တော်တို့ရက်ကွက်ဖျားเจ้าကိုသွားလေးရှိတာကြောင့်သူကအကူအညီရလို့ရငါစိတ်ပြတ်အားငယ်စာနဲ့ဖះเจ้าဆရာတော်ကိုဗီဒီယိုဖိုင်တွေတွားပြပါတယ်။သူပြောပြတဲ့အရာတွေကကြက်သိမ်းထားစရာပါပဲ။ကျွန်တော်တို့မပြောင်းခင်ဒီအိမ်မှာနေခဲ့တဲ့ဟာရိုးဆိုတဲ့လူကစိတ်ပိုင်းဆိုင်ရာမူမမှန်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့သူကိုယ်တိုင်ကနှကောင်းနှမျက်တွေနဲ့နှဆိုးတွေကြားကတိုက်ပွဲအတွက်တော့ချက်လို့ယုံကြည်နေသူပါ။သူကမီးခိုးရောင်ကောင်းစိုးဝတ်စုံနဲ့ရက်ကွက်ဆိုင်တွေကနေထူးခြားတဲ့ပစ္စည်းတွေဝယ်နေတာကိုနာမည်ဆိုးနဲ့ကြော်ကြားခဲ့ပူပါတယ်။အဲ့ဒီပစ္စည်းတွေကိုသူကဘာသာရေးထုံးတမ်းအစဉ်လာတွေအတွက်အသုံးပြုခဲ့တာပါ။ဒီနေ့မှသူကသူ့ကားနောက်ဖက်မှာဓာတ်ဆီဘူးတွေအများကြီးတင်နေတာကိုရဲတွေဖမ်းမိခဲ့တယ်။ရဲတွေမေးမြန်းလာတဲ့အခါမှာတော့သူကဖះเจ้าကိုမီးရှို့ပြရမယ်။ဘာလို့လဲဆိုတော့အဲ့ဒီမှာနတ်ဆိုးတွေရှိနေလို့ပြောခဲ့တယ်။ရဲတွေကသူ့အိမ်ကိုဖောက်ဝင်ကြည့်တဲ့အခါသူကဘာသာရေးထုံးတမ်းအစဉ်လာတွေလုပ်နေပြီးရေကဲတက်တာထဲမှာတော့တိမ်နေတဲ့တလိပ်ဆန်တွေကိုတူလောင်ထားတာတွေ့ရပါတယ်။အဲ့ဓာတွေကိုဖះเจ้าနဲ့အတူမီးရှို့ပြီးနေရာကိုဝိညာဉ်တွေစီကတန့်စင်ဖို့သူစီစဉ်ထားခဲ့တာပါတဲ့။ဟာရိုးကိုဖမ်းဆီးပြီးတော့စိတ်ချမ်းမာရေးဆေးရုံကိုပို့လိုက်ရပြီးအဲ့ဒီကလေးကဘသူမှသူ့ကိုမတွေးတော့ပါဘူး။လင်နာနဲ့ကျွန်တော်တို့လည်းအိတ်တွင်ပြင်ပြီးချက်ချင်းပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်ကိုမရောက်ရသေးခင်ဆွေမျိုးတွေစီမှာသွားနေဖို့ဆုံးဖြတ်လိုက်ကြတယ်။မထွက်ခါခင်မှာအန်နာကသူ့အိတ်ခမ်းကိုစက်တိုက်ပြန်လှည့်ကြည့်နေတာတွေ့ရတော့အန်နာသမီးတို့ကိုမြင်နေရသေးလားလို့မေးလိုက်ပါတယ်။အန်နာကမျက်ရည်တွေဝဲနေတဲ့မျက်လုံးနဲ့ခေါင်းညိတ်ပြတယ်။အမေသူကအမေပစ္စည်းတွေပြန်ပေးထားတယ်လေလို့အန်နာလေးကပြန်ပြေးပါတယ်။ကျွန်တော်လည်းဖះเจ้าကိုလဲမကြည့်တော့ပဲမိသားစုကိုကားစီအပြေးလွှားခေါ်သွားခဲ့တယ်။ထူဆန်နာကကားတော့ထုတ်ဖို့ကျွန်တော်ဘောင်းမီအိတ်ထဲလက်ထည့်လိုက်တာနဲ့လင်ဒါရဲ့ပျောက်ဆုံးနေတဲ့ဗရမများလက်စွပ်ကအဲ့ဒီမှာရှိနေတာပါပဲ။ကျွန်တော်မျက်လုံးတွေအံ့ဩတုန်လှုပ်စွာနဲ့ပြူးကျဲသွားပါတယ်။ကျွန်တော်အိမ်ကိုနောက်ပြန်လှည့်ကြည့်လိုက်တော့အန်နာအခန်းထဲကမိကခဏတာလင်းလာပြီးပြန်ပိတ်သွားပါတယ်။အဲ့ဒီနောက်ပိုင်းကစပြီးကျွန်တော်တို့အဲ့ဒီအိမ်စီဘယ်တော့မှပြန်မသွားဖြစ်ကြတော့ပါဘူး။